ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ ZMS Ghost Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်သူမာနပါဒီကနေ့မှာပရိသတ်ကြီးတို့ကိုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ညီနောင်နှစ်ပါးနဲ့မိတော်တွေကဖုန်ကြီးလို့အမည်ပေးထားတဲ့တဲထိတ်ရင်ဖို့ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ဗျဇာတ်လမ်းလေးကိုမဆက်ခင်ပါလေကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့တငယ်ချင်းတို့က subscribe နဲ့အသက်တွေနဲ့တီးရအောင်လဲဘေးနားက notification ခေါင်းလုံးလေးကိုနှိပ်ပေးထားကြဖို့အတွက်တောင်းဆိုပါရစေဗျကဲဒါဆိုရင်တော့ကျွန်တော်တို့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ပါတခါတော့ဝေးလံခေါင်းတီးလွန်လာတဲ့ကေဟာပြည်နယ်ဘက်မှာမောင်ချစ်ပူးနဲ့မောင်ငန်းနန်းဆိုတဲ့ညီကိုနှစ်ယောက်ရှိကြပါတယ်သူတို့ညီကိုနှစ်ယောက်ဟာညီကိုအရင်တွေမဟုတ်ကြပေမဲ့လည်းတယောက်ကိုတယောက်အယမ်းချစ်ခင်ကြတဲ့ညီအကိုဝင်းခွဲတွေသာဖြစ်ကြတယ်ဗျအခုခါမှာတော့သူတို့နှစ်ယောက်ဟာရွာလေးနဲ့15မိုင်လောက်ဝေးကွာတဲ့တောအုပ်ကြီးတစ်ခုလေးကိုစားဝယ်နေရအတွက်ရောက်ရှိလို့နေချင်းသာဖြစ်တာပေါ့အဲဒီလိုမောင်ငန်းတို့ညီကိုနှစ်ယောက်ဟာတောအုပ်ကြီးထဲမှာပဲစားဝယ်နေရအတွက်တေဦးတဖုစတာတွေကိုရှာဖွေလို့နေကြပါတော့တယ်ရွာရောက်နေမင်းကြီးကလည်းတဖြည်းဖြည်းနဲ့ပဲမိုးကုတ်စောင်းဝမ်းကြီးအနောက်ဖက်ရက်စီကိုရောက်ရှိလို့လာခဲ့တော့တာပေါ့အဲဒီခါမှာတော့မောင်ချစ်ဖူးနဲ့မောင်ငန်းတို့ညီကိုနှစ်ယောက်လည်းစကားတပြောပြောနဲ့ပဲသူတို့ရဲ့အိမ်လေးကိုပြန်လာခဲ့ကြပါတော့တယ်ဒီလိုနဲ့ပြန်လာရင်လက်ခုလက်တနေရာကိုရောက်တဲ့အခါမှာတော့မောင်ချစ်ဖူးနဲ့မောင်ငန်းတို့ဟာလမ်းမှာသူတို့ကြုံတွေ့ကြရတဲ့တောမီလောင်မှုအကြောင်းကိုပြန်လည်ပြောဆိုလို့နေကြတယ်ဗျသူတို့ညီကိုနှစ်ယောက်လည်းအဲ့ဒီတောမီလောင်မှုကြီးကိုရင်ဆိုင်ကြော်ဖြတ်ခဲ့ရပြီးတော့အသက်ကိုလုပြီးတော့ပြေးလာခဲ့ရခြင်းသာဖြစ်ပါတယ်အဲ့ဒါကြောင့်ညီကိုနှစ်ယောက်စလုံးမောက်ခိုက်ပင်ပန်းနေကြပြီးအတော်လေးလည်းရေးစားလို့နေကြတယ်ဗျရေးစားလောင်မှုတန်းကိုမခံနိုင်ကြတော့တဲ့မောင်ချစ်ဖူးတို့ညီကိုနှစ်ယောက်လည်းရွာလေးရှိရာကိုသာအားချိုးမှန်တဲ့နဲ့ပြန်လာခဲ့ကြတော့တာပေါ့အဲဒီလိုစကားတွေတပြောပြောနဲ့ပြန်လာကြရင်တောအုပ်ကြီးကနေရာလေးတစ်ခုကိုရောက်တဲ့အခါမှာတော့တို့ရဲ့ရှိမှာခြေလမ်းတွေကိုတလန်းချင်းလန်းလာတဲ့ဖုန်ကြီးတစ်ပါးကိုမြင်လိုက်ကြရတယ်ဗျဘုံကြီးရဲ့ပုံစံဟာလည်းပိန်ချုံပါးလီနေပြီးတော့အသက်အပြင်လည်း80ကျော်လောက်ရှိနေပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဖုံးတော်ကြီးဟာတုံဆိုင်နှိမ့်ကွေးနေခြင်းမရှိပဲခြေလမ်းများကိုတွတ်တွတ်လက်လက်နဲ့လှမ်းလို့နေခဲ့တယ်ဗျအဆိုပါဖုန်ကြီးကလည်းမောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ကိုမြင်လိုက်ရတဲ့အခါမှာတော့လမ်းလာတဲ့ခြေလမ်းတွေကိုရပ်တန့်လိုက်ပြီးအခုလိုမေးလိုက်ပါတော့တယ်တကားကြီးတို့ကဒီနေ့ဘက်ကလားကွယ်ဒီတောဒီတောင်ထဲမှာတရားအားထုတ်လို့ကောင်းမဲ့နေရာလေးများရှိသလား။ဘာဖုံးတော်ကြီးဒီတောဒီတောင်တွေကိုအခုမှရောက်ဖူးလို့ပါကွယ်။ဘာဖုံးကြီးရဲ့အမေကိုတော့မောင်ချစ်ဖူးဟာအခုလိုပြန်ပြီးတော့ဖြေလိုက်တယ်ဗျ။တင်ပါဖေဟာဒီတောကြီးကတရားထိုင်လို့ကောင်းမဲ့နေရာတွေပေါ်ပါတယ်။ဒါပေမဲ့အရှင်ဖေဟာဒီတောထဲမှာလူသိမ့်မရှိဘူးနော်။အရှင်ဖေရဲ့ပုံစံကလည်းအတော်လေးကိုအသက်ကြီးနေပြီဆိုတော့တပည့်တော်အထင်တော့ဒီနေရာနဲ့အရှင်ဖေနဲ့ကြိုက်မယ်မထင်ဘူးဗျ။အရှင်ဘုရားမှာဆန္ဒရှိတယ်ဆိုလို့ရှိရင်တပည့်တော်တို့ရွာကိုလိုက်ခဲ့ပါလားရွာလေးကနည်းနည်းတော့အလံဝေးသေးတယ်ဒါပေမဲ့လည်းတိတ်ပြီးတော့မဝေးတော့ပါဘူးအရှင်ဘုရားမောင်ချီဖူးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့ဆရာတော်ကြီးဟာအေးဆက်တင်းညင်နေသောအကြည်များနဲ့တူကောင်လေးညကိုစိုက်ကြည့်ရင်အခုလိုပြန်လဲပြီးတော့မိန်ကြားလိုက်တော့တာပေါ့အခုလိုဆရာတော်ကြီးကိုစိတ်ပူပေးရဲ့အတွက်တကားတို့ညကိုဆရာတော်ကြီးကျေးဇူးတင်ပါတယ်ဒါပေမဲ့တကားလေးတို့ရွာကိုတော့ဘာဖုံကြီးမလိုက်တော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘာဖုံကြီးကဒူပြက်ပြီးတော့အတန်တိတ်ဆိတ်တဲ့နေရာလေးကိုပဲသဘောကျလို့ပါကွယ်။တင်မဖေဟာဒါဆိုလဲတပည့်တော်အရှင်ဘုရားရဲ့လမ်းကိုမနှောက်ရှက်တော့ပါဘူး။ဟောဒီလမ်းလေးကနေတဲ့တဲ့လျှောက်သွားပါ။အနှဲငယ်အလံဝေးသွားရင်ဘသူမှမရောက်ကြတဲ့တောအုပ်ကြီးတစ်ခုရှိရဲ့ဖေဟာ။အဲဒီတောအုပ်ကြီးကတော့အရှင်ဘုရားလိုက်ရှာနေတဲ့ပုံစံနဲ့ကွက်တိဖြစ်မှအသေးချပါပဲဖေဟာ။အေးကွယ်အခုလိုလက်ပြပေးတဲ့တကားတော်ညကိုကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်လဲဘာဖုံကြီးဓာလေးကိုလက်ဆောင်အနေနဲ့ပေးပါစေဆရာတော်ကြီးကအဲ့ဒီလိုပြောဆိုပြီးရဲ့အခါမှာတော့သူ့ရဲ့သင်္ကန်းထဲကနေပြီးအထုပ်လေးတစ်ခုကိုထုတ်လိုက်ပါတော့တယ်နောက်ပြီးအဲ့ဒီအထုပ်လေးကိုမောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ညီကိုများကိုလက်ဆောင်အနေနဲ့ပေးလိုက်တော့တာပေါ့ကဲတကားတော်ညဘာဖုံကြီးပေးရဲ့ဒီလက်ဆောင်လေးကိုတိတိကျကျလေးသိမ်းထားကြနော်ဘာဖုံကြီးကိုယုံပါခွဲတချိန်ချိန်ကြာရင်အဲ့ဒီအဆောင်လေးကတကားလေးလိုနှစ်ယောက်အတွက်အကျိုးဖြစ်လာလိမ့်မယ်ကွယ်ဆရာတော်ကြီးရဲ့စကားအဆုံးမှာတော့မောင်ချစ်ဖူးလေးဆရာတော်ကြီးစီကနေပြီးအဆောင်လက်ဖွယ်လေးကိုယူလိုက်ပါတော့တယ်အဲ့ဒီအဆောင်လေးကတော့အထွေထူးဟုတ်မနေပဲမြေကြီးမိသားအတဲငယ်ကိုအဝတ်စာလေးနဲ့ပတ်ပြီးစီးလို့ထားခြင်းသာဖြစ်တယ်ဗျမောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ညီကိုညောင်လေးဆရာတော်ကြီးပေးလိုက်တဲ့အဆောင်လက်ဖွယ်လေးကိုယုံယုံကြည်ကြည်နဲ့ပဲယူလိုက်ကြပါတော့တယ်အဲဒီနောက်မှာတော့သူတို့သုံးယောက်ဟာထုံနေရာလေးကနေပြီးတော့လမ်းခွဲလိုက်ကြတော့တာပေါ့မောင်ချစ်ဖူးတို့ညီကိုနှစ်ယောက်ဟာလည်းသူတို့ရဲ့အိမ်ပြန်လမ်းလေးအတိုင်း
ရွာလေးရှိရာကိုဆက်လက်ပြီးတော့ရှောက်လန်းလို့လာကြပါတော့တယ်အာဂန္တုကဘုံတော်ကြီးကလည်းမောင်ချစ်ဘူးတို့ညီကိုနှစ်ယောက်ကိုကြောက်ခိုင်းပြီးတိုးကြီးတွေကိုတိုးလို့ဝင်သွားတော့တာပေါ့ဘုံတော်ကြီးနဲ့ညီကိုနှစ်ယောက်တို့လမ်းခွဲသွားပြီးခဏကြာမှတော့ညီကိုနှစ်ယောက်ဟာမဲယောက်သားတရက်ကိုတယောက်ကြည့်လိုက်ကြတယ်ဗျနောက်ပြီးတို့နှစ်ယောက်ဟာပြောလက်စားစကားတွေကိုရက်တန်လိုက်ကြပြီးတိတ်ဆိတ်လို့ငြိမ်သက်သွားကြပါတော့တယ်အကြောင်းကတော့ဘုံတော်ကြီးရှောက်သွားတဲ့လမ်းဟာတော်မူကြီးလောင်မြိုက်နေတဲ့မိလောင်ကုန်းတစ်ခုဖြစ်နေခြင်းကြောင့်သာဖြစ်တာပေါ့မောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့လည်းအဲ့ဒီမိလောင်ကုန်းကိုအသက်ကိုဖက်နဲ့ထုတ်အသက်ကိုလူပြီးတော့ပြေးလို့လာခဲ့ရခြင်းသာဖြစ်ပါတယ်အခုကမှတော့ဘုံတော်ကြီးဟာသူတို့ကြုံတွေ့ခဲ့ရတဲ့မိလောင်ကုန်းကိုဥတီသွားနေတယ်ဆိုတာကိုသတိရသွားတဲ့အခါမှာတော့နှစ်ယောက်သားဘာစကားမှပဲပြောမနေတော့ပဲနောက်ကိုပြန်လဲကပြေးသွားခဲ့တယ်ဗျဒုက္ခမှာတော့ဘုံတော်ကြီးဟာသူတို့နှစ်ယောက်နဲ့အတော်လေးဝေးကွာနေပြီဖြစ်တာကိုမြင်လိုက်ရပါတော့တယ်။မောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ညီကိုနှစ်ယောက်လည်းဘုံတော်ကြီးကိုကြည့်ကိုဆက်မတိုးဖို့ရအတွက်အတန်ကုန်အောင်အော်ဟစ်လိုနေကြတယ်ဗျ။ဒါပေမဲ့လည်းဘုံတော်ကြီးကတော့သူတို့ရဲ့အော်ခေါ်တဲ့နေကိုမကြောက်တော့ပဲမိလောင်ကုန်းတဲ့ကိုသာရှေ့ဆက်လို့တိုးနေကြတော့တာပေါ့။သူတို့နှစ်ယောက်ဘလောက်ပဲအော်ခေါ်ခေါ်ဘုံတော်ကြီးကမကြောက်တော့တဲ့အဆုံးမှာတော့ညီကိုနှစ်ယောက်လည်းဘုံတော်ကြီးမိလောင်ကုန်းနဲ့ဝင်သွားတာကိုကြည့်လို့နေကစိတ်မကောင်းဖြစ်လို့သွားကြပါတော့တယ်။နောက်ပြီးသူတို့နှစ်ယောက်တတိလက္ခလမ်းညွန်လိုက်မိတဲ့အတွက်လည်းသူတို့ကိုသူတို့အပြစ်ရှိတယ်လို့ခံစားလို့နေရတယ်ဗျ။အဲလိုချိန်မှာပဲသူတို့နှစ်ယောက်ဟာထူးဆန်းမှုတစ်ခုကိုမြင်တွေ့လိုက်ကြရပါတော့တယ်။အဲဒါကတော့ဘုံတော်ကြီးရှောက်သွားတဲ့လမ်းတစ်လျှောက်မှာတောက်လောင်နေတဲ့မိတွေဟာခဏလေးအတွင်းမှာပဲငိမ့်အိတ်လို့သွားခြင်းသာဖြစ်တယ်ဗျ။နောက်ပြီးအချိန်ပြင်းပြင်းနဲ့တောက်လောင်နေတဲ့မိတွေဟာလည်းဘုံတော်ကြီးကိုဘာမှဖြစ်မသွားပဲဘုံတော်ကြီးကတော့သူ့ရဲ့လမ်းလေးအတိုင်းသာဆက်ရှောင်နေတာကိုမြင်လိုက်ရပါတော့တယ်။နောက်ပြီးဘုံတော်ကြီးရှောက်သွားတယ်လမ်းတစ်လျှောက်မှာရှိတဲ့မီးတွေဟာလည်းငိမ့်အိတ်လို့သွားခဲ့တယ်ဗျ။အဲဒီလိုမီးတွေငိမ့်အိတ်သွားတဲ့အခါမှာတော့ချစ်ဖူးနဲ့ငနဲ့တို့ညီကိုနှစ်ယောက်လည်းဘုံတော်ကြီးရှိရာကိုအလံမြန်ပြေးလို့သွားကြပါတော့တယ်။ဒီလိုနဲ့ဘုံတော်ကြီးရဲ့အနာကိုရောက်တဲ့အခါမှာတော့ညီကိုနှစ်ယောက်ဟာဘုံတော်ကြီးကိုအော်ခေါ်လိုက်ကြတယ်ဗျ။ဘုံတော်ကြီးကလည်းသူ့ရဲ့နောက်ကနေအတန်တွေကိုကြားလိုက်ရတဲ့အခါမှာတော့ရှစ်ကိုဆက်မသွားတော့ပဲချွေလမ်းများကိုရက်တန်လိုက်ပြီးတော့နောက်ကိုပြန်လှည့်ကြည့်လိုက်ပါတော့တယ်။အဲဒီခါမှာတော့သူ့ရဲ့နောက်မှာလမ်းမှာတွေ့ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရောက်ရှိနေတာကိုမြင်လိုက်ရတယ်ဗျ။ဒါပေမဲ့ဘုံတော်ကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ချစ်ဖူးနဲ့ငနဲ့တို့ညီကုန်းနှစ်ယောက်ဟာဘာစကားမှမပြောနိုင်ကြတော့ပဲတိတ်ဆိတ်လို့ငြိမ်သက်သွားကြပါတော့တယ်။အကြောင်းကတော့ဘုံတော်ကြီးဟာတမတခါမြင်တွေ့လိုက်ရတဲ့ဘင်ကိုအသားရီမဟုတ်တော့ပဲပြောင်းလဲလို့သွားခဲ့ခြင်းသာဖြစ်တယ်ဗျ။အသားရီတွန့်လိုက်နေပြီးအသက်ကြီးကြီးနဲ့ဘုံတော်ကြီးဟာအခုခါမှာတော့အသားရီဝင်းဝါဆိုးပြေးပြီးတော့စေကျော်သက်အရွယ်နှုတ်ပြိုလွန်းလာတဲ့ရန်တပအဖြစ်ကိုရောက်ရှိလို့သွားခြင်းသာဖြစ်ပါတယ်။အဲဒီလိုပြောင်းလဲသွားတဲ့မြင်ကွင်းကိုမြင်လိုက်ရတာကြောင့်ပဲချစ်ဖူးနဲ့ငနဲ့တို့ညီကိုနှစ်ယောက်ဟာဘာစကားမှမပြောနိုင်ကြတော့ပဲတိတ်ဆိတ်လို့ငြိမ်သက်သွားကြတော့တာပေါ့။ဘုံတော်ကြီးကလည်းသူ့ကိုအံ့ဩမင်သက်စွာနဲ့ကြည့်ရှုနေတဲ့လူငယ်နှစ်ယောက်ကိုဂေုဏပြည့်နေသောမျက်လုံးတစ်စုံနဲ့အတူကြည့်ရှုလိုက်ပြီးတော့အခုလိုမိတ်လိုက်တယ်ဗျ။တကားကြီးတို့ဘာတွေများဖြစ်နေကြတာလဲပြီးတော့ဘလို့ဖြစ်ပြီးတော့ဒီကိုပြန်လာကြတာလဲ။ဘုံတော်ကြီးရဲ့စကားအဆုံးမှာတော့မောင်ချစ်ဖူးဟာအခုလိုရှောက်တယ်လိုက်တော့တာပေါ့။တင်ပါဗျာတပည့်တော်တို့ညီကိုနှစ်ယောက်အရှင်ဘုရားကိုစတွေ့တော့ကအရှင်ဘုရားရဲ့ပုံစံကအသက်ကြီးကြီးနဲ့ပုံစံပါအခုဘလို့ဖြစ်ပြီးတော့ပုံစံပြောင်းသွားရတာလဲဒါမှမဟုတ်အရှင်ဘုရားကဘလို့ပုံကိုမျိုးလဲဖေဟာမောင်ချစ်ဖူးရဲ့စကားအဆုံးမှာတော့ဘုံတော်ကြီးဟာပြုံးရွှင်နေသောမျက်လုံးတစ်စုံနဲ့အတူအချိန်ရတော့ကြအောင်လူနှစ်ယောက်ကိုစိုက်ကြည့်လူငယ်နှစ်ယောက်ကိုစိုက်ကြည့်လို့နေခဲ့တယ်ဗျတကားလေးတို့ကျုပ်ကြီးဆိုတာကအချိန်မရွေးပြောင်းလဲသွားနိုင်တာပဲလीကွယ်အနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားကိုကောင်းကောင်းကြီးနားလည်ထားရမယ်ဘလောက်ပဲလှနေပါစေအချိန်တိုင်းတော့သိရမှာပဲမဟုတ်လားကွယ်မသေးခင်မှာလဲခန္ဓာရှိရင်အနာရှိမှာမသေးခင်အချိန်မှာလဲခန္ဓာရှိနေရင်အနာဆိုတာကရှိနေမှာပဲလေအဲဒီတော့တကားလေးတို့လည်းအမြဲချင်းသဘောတရားကိုကောင်းကောင်းကြီးနားလည်အောင်လုပ်ရမယ်ကွယ်လောကမှာငါပိုင်ဆိုင်တဲ့အရာဆိုတာဘာမှမရှိဘူးဘုံတော်ကြီးရဲ့တရားမိတ်ခွင်းတွေကိုတော့မောင်ချစ်ဖူးတို့ညီကုန်းတွေဟာတပတ်ပေါက်နားလဲစွာနေပဲနားထောင်လို့နေကြပါတော့တယ်ဒါဆိုရင်တပည့်တော်တို့ကိုဆရာတော်ကြီးကဖောက်ပြန်ပျက်စီးတတ်တဲ့လောကကြီးမှာတပည့်တော်တို့ဘာကိုမှကတ်တွေ့မနေရအောင်တုံသိနေလားလို့မှတ်ယူရမလားဖေဟာတကားလေးတို့ကအတွေးပေါက်တာမြန်သားပဲဘာဖုံကြီးဆိုလို့ကျင်တာကလည်းအဲ့ဒီလိုပဲကွကဲကြောအောင်ဆောင်ရလူဘွားကြီးမှာမကောင်းမှုကိုရှောင်ကောင်းမှုကိုဆောင်သူစင်အောင်စိတ်ကိုထားရမယ်နော်ရေဆက်ရှိတို့ဘာဖုံကြီးနဲ့တကားလေးတို့ဒီမှာလာဆောင်ကြတယ်ရေဆက်ကုံတော့လေလမ်းခွဲကြရအောင်မှာပေါ့အဲဒီလိုပြောဆိုပြီးတဲ့အခါမှာတော့ဘုံတော်ကြီးဟာနောက်ကိုပင်ပြန်မကြည့်တော့ပဲ
သူ့ရဲ့လမ်းလေးအတိုင်းပဲရှစ်ကိုဆက်ရှောက်လို့သွားခဲ့ပါတော့တယ်။မောင်ချစ်ဖူးနဲ့မောင်ငနက်တို့ညီကိုနှစ်ယောက်ဟာလေဘုံတော်ကြီးရှောက်သွားတာကိုနောက်ကနေအငိမ့်သားနဲ့ကြည့်ရှုလို့နေကြတယ်ဗျ။ဒါပေမဲ့လေဘုံတော်ကြီးရှောက်သွားတဲ့ခြေလမ်းတွေဟာတာမန်နဲ့မတူတော့ပဲပြောင်းလဲလို့နေခဲ့ပါတော့တယ်။ဘုံတော်ကြီးဟာမြေကြီးကိုပဲမထိတော့ပဲလေပေါ်မှာတင်လမ်းလျှောက်နေတယ်လို့ဖြစ်လို့နေခဲ့တော့တာပေါ့။နောက်ပြီးရှောက်လိုက်တဲ့ခြေလမ်းတိုင်းမှာလည်းအလင်းဝိုင်းလေးတွေပေါက်ထွက်လို့လာခဲ့ပြီးကြံခဲ့တဲ့ခြေရာတွေဟာလည်းခဏလေးအတွင်းမှာပဲပျောက်ကွယ်လို့ကုန်ကြတယ်ဗျ။အဲဒီလိုရှောက်လန်းနေတာကိုမောင်ချစ်ဖူးတို့ညီကိုနှစ်ယောက်ဟာကြည့်ရှုနေစမှာပဲဘုံတော်ကြီးဟာရုတ်တရက်ဆိုသလိုပျောက်ကွယ်လို့သွားခဲ့တော့တာပေါ့။အဲဒီခါမှာတော့မောင်ချစ်ဖူးတို့ညီကိုနှစ်ယောက်လည်းထိတ်လန့်တုန်လှုပ်လို့သွားခဲ့ပြီးဗဇက်အဟောင်းသားဖြစ်ကုန်ကြတယ်ဗျ။သူတို့နှစ်ယောက်ရဲ့စိတ်ထဲမှာတော့ဘုံတော်ကြီးဟာတာမန်ဘုံကြီးတစ်ပါးဟုတ်မနေပဲရဟန္တာတစ်ပါးဖြစ်နေမယ်ဆိုတာကိုထင်မှတ်လို့နေကြပါတော့တယ်။တော်ကြီးတစ်ခုလုံးကလည်းတိတ်ဆိတ်လို့ငြိမ့်သက်နေပြီးစိမ့်စိမ့်ဆူဆူတပင်ကြီးများဟာလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းလို့နေခဲ့တယ်ဗျ။အဲဒီလိုလမ်းခွဲပြီးရဲ့နောက်မှာတော့မောင်ချစ်ဖူးတို့ညီကိုနှစ်ယောက်လည်းသူတို့ရဲ့အိမ်ပြန်လမ်းလေးအတိုင်းပဲပြန်လို့လာခဲ့ကြတော့တာပေါ့။အနေငယ်လမ်းလျှောက်လာပြီးလမ်းကူးလက်တနေရာကိုရောက်တဲ့အခါမှာတော့သူတို့ညီကိုနှစ်ယောက်ရဲ့ရှေ့မှာမှောက်လျက်သားအိပ်ပျော်နေတဲ့လူငယ်နှစ်ယောက်ကိုမြင်တွေ့လိုက်ကြရတယ်ဗျ။ထိုလူနှစ်ယောက်ကိုမြင်လိုက်ရတဲ့အခါမှာတော့မောင်ချစ်ဖူးနဲ့မောင်ဝန်းနဲ့တို့ညီကိုနှစ်ယောက်လည်းသူတို့ရဲ့အနာကိုတိုးသွားကြပြီးလှုံနှိုးဖို့ရာအတွက်ပြင်ဆင်လိုက်ကြပါတော့တယ်။ဒါပေမဲ့လည်းအဲ့ဒီလူမျိုးရဲ့အနောက်ကိုရောက်တဲ့အခါမှာတော့လက်ကြနေတဲ့သူတွေဟာတခြားသူတွေဟုတ်မနေပဲသူတို့နှစ်ယောက်သာဖြစ်လို့နေကြတယ်ဗျခန္ဓာကိုယ်တွေမှာလည်းမိလောင်တန်ရာတွေနဲ့ပြည့်နေနေပြီးတော့နှစ်ယောက်သားတယောက်မှပင်အသက်မရှူကြတော့ပါဘူးအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ညီကုံနှစ်ယောက်လည်းထိတ်လန့်တုန်လုံးလို့သွားချပြီးတော့ဗဇက်အဟောင်းသားပင်ဖြစ်သွားကတယောက်ကိုတယောက်ကြည့်လိုက်ကြပါတော့တယ်နောက်ပြီးသူတို့နှစ်ယောက်ဟာဖြစ်ပျက်ခဲ့တာတွေကိုပြန်လဲစဉ်းစားကြည့်လို့နေကြတော့တာပေါ့အဲဒီခါမှာတော့သူတို့နှစ်ယောက်ဟာဒေါ်လာလေးအတိုင်းပဲရွာကိုပြန်လာရင်တောမိလောင်မှုတစ်ခုတည်းကိုပါသွားခဲ့ကြတာပဲဖြစ်ပါတယ်ဖြစ်ပျက်ခဲ့တာတွေကိုပြန်လဲအမှတ်ရသွားတဲ့အခါမှာတော့ညီကိုနှစ်ယောက်လည်းဝမ်းနဲ့ပက်လက်ဖြစ်ကငိုကြွေးလိုက်ကြတယ်ဗျကိုကြီးကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဗျကျွန်တော်တို့ကတိတ်ကုန်ကြပြီလားတခုခုတော့ကြံမမောင်းကိုကြီးဟာငါလည်းဘယ်လိုလုပ်တဲ့နိုင်မှာလဲကွာဆရာတော်ကြီးငါတို့ကိုပြောတော်တယ်လေဒီရှင်တရားဆိုတာကိုလက်ခံရမယ်တဲ့ငါလည်းဘယ်လိုဖြစ်ပြီးတော့တည်ချင်မှာလဲကွာဒါပေမဲ့ငါတို့ကလူ့ဘဝမှာနေရမယ့်ကံကုန်သွားပြီမဟုတ်လားဖြစ်ဖြစ်ခဲ့ရတွေကိုငါတို့လက်ခံရမှာပေါ့အကိုဖြစ်သူမောင်ချစ်ဖူးရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့မောင်ငနဲ့လေဝမ်းနည်းမှုတွေဟာပိုတိုးလိုလာခဲ့ပြီးခြိုက်ကြီးတငယ်နဲ့ငိုချလိုက်တယ်ဗျအကိုကြီးဆရာတော်ကြီးကကျွန်တော်တို့ညီကုံများကိုတေးပြီးဆိုတာကိုကြိုပြီးတော့မြန်သိနေလို့အခုလိုပြောတော့တာလည်းမသိဘူးနော်မင်းပြောတာလည်းဖြစ်နိုင်တာပဲကွာဆရာတော်ကြီးကိုပြန်ကျေးဇူးတင်ရမယ်ဆရာတော်ကြီးနဲ့တွေ့တယ်လို့သာငါတို့ညီကိုမျိုးတင်ချင်းတရားကိုလက်ခံနိုင်တာမဟုတ်လားကွာမဟုတ်လို့ရှိရင်ငါတို့အကျွတ်တရားရမှာမဟုတ်ဘူးကိုတေးလို့တင်မတော့တိမှမဟုတ်ကြသေးဘူးဆရာတော်ကြီးကိုတပည့်တော်တို့ညီကိုမျိုးကျေးဇူးတင်ပါတယ်မောင်ချစ်ဖူးဟာအဲ့လိုပြောဆိုနေချိန်မှာပဲညင်ဖြစ်သူမောင်ငနဲ့ဟာဆရာတော်ကြီးပေးခဲ့တဲ့အဆောင်လေးကိုတတိယလို့သွားခဲ့တော့တာပေါ့အဲဒါကြောင့်ချက်ချင်းဆိုသလိုအကိုဖြစ်သူကိုအဲ့ဒီအဆောင်လေးနဲ့ပတ်သက်ပြီးတော့ပြောလိုက်တယ်ဗျဆရာတော်ကြီးဟာအဲ့ဒီအဆောင်လေးနဲ့ပတ်သက်ပြီးတော့လေအတော်အသင်သိတဲ့လောက်ကိုပြောပြခဲ့တာပဲဖြစ်ပါတယ်ခန္ဓာကိုယ်အတွေ့အရန်အသုံးဝင်ပြီးစေးစွမ်းလက်ထက်တယ်လို့ဆရာတော်ကြီးကပြောပြခဲ့ခြင်းသာဖြစ်တယ်ဗျဒီလိုနဲ့ညီကုံနှောက်ဟာအဲ့ဒီအဆောင်လေးကိုတတိယသွားတဲ့အခါမှာတော့ချက်ချင်းအတုံးချဖို့အတွက်ထုတ်လိုက်ပါတော့တယ်ဒုက္ခမှာတော့ဆရာတော်ကြီးပေးခဲ့တဲ့မြေသားတွေဟာမြေကြီးမြေခဲတွေမဟုတ်တော့ပဲအယောင်တလက်လက်နဲ့တောက်ပါနေတဲ့စေလုံးလေးတစ်လုံးအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါတော့တယ်အဲဒီစေလုံးလေးကိုကြည့်ပြီးတော့ညီကိုနှစ်ယောက်ဟာလည်းအာဂရုနဲ့ကိုငုံချလိုက်ကြတယ်ဗျဒုက္ခမှာတော့ရုတ်တရက်ဆိုသလိုအလင်းတန်းကြီးတစ်ခုကပေါ်ထွက်လို့လာခဲ့ပြီးမောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ရဲ့ဝိညာဉ်တွေဟာလည်းပျောက်ကွယ်လို့သွားကြပါတော့တယ်အဲဒီနောက်ခဏကြာမှာတော့တို့ညီကိုနှစ်ယောက်ဟာလည်းတတိလေးမေမျောနေရကနေပြန်လဲနိုးတာလာကတတိပြန်လဲရရှိလို့သွားကြတယ်ဗျတကယ်တော့တို့ညီကုံနှစ်ယောက်ဟာမိလောင်မှုတစ်ခုကြောင့်တတိလေးမေမျောနေခြင်းသာဖြစ်ပါတယ်ထိုစဉ်တော်တော်မှာတော့ဘုံတော်ကြီးဟာတို့ညီကုံနှစ်ယောက်ရဲ့ခန္ဓာကိုမိလောင်ပြကြမသွားစေဖို့အတွက်မိကြောက်တွေရှိရာကိုတိုးဝင်လို့သွားခဲ့ပြီးတောက်လောင်နေတဲ့မိတွေကိုငိမ့်အိတ်လိုက်ခြင်းသာဖြစ်တယ်ဗျတကယ်လို့ခန္ဓာကိုယ်တွေဟာမိလောင်ပြကြသွားတဲ့အခါမှာတော့မောင်ချစ်ဖူးနဲ့မောင်ငနဲ့တို့ရဲ့ဝိညာဉ်တွေဟာလည်းပြန်လဲလွတ်မြောက်နိုင်ခြင်းမရှိတော့ပါဘူးနောက်ပြီးတို့ညီကိုနှစ်ယောက်ဟာဖျားတရားကိုင်းဆိုင်ပြီးတော့တတဝါရီအပေါ်ကိုတနာကျင်ညာတတဲ့မြစ်တာစိမွေးနိုင်သူတွေကဖြစ်တာကြောင့်ဘုံတော်ကြီးဟာတို့ညီကိုနှစ်ယောက်ရဲ့အသက်ကိုကယ်တင်လိုက်ခြင်းသာဖြစ်တာပေါ့အဲဒီလိုတရားကနေပြန်ရှင်လာတဲ့အခါမှာတော့ညီကိုနှစ်ယောက်လည်းထုံနေရာလေးကနေထားလိုက်ကြပြီးတော့တို့ရဲ့အိမ်လေးကိုပြန်သွားကြပါတော့တယ်
အဲ့ဒီအချိန်ကနေစပြီးတော့မောင်ချစ်ဖူးတို့ညီကိုညောင်ဟာမတီမြဲတဲ့ခန္ဓာကိုယ်ကြီးကိုမသေးဆုံးခင်မှာကောင်းမှုကုသိုလ်တွေကိုများများလောက်ကင်လေရှိပြီးတေဆုံးပြီးခန္ဓာကိုယ်ပျက်စီးသွားတဲ့အချိန်ရောက်ရင်အစင်းသစ်ဖြစ်နေအောင်ကြိုတင်ပြင်ဆင်လို့နေကြပါတော့တယ်ဟုတ်ကဲ့ပါဗျဇလန်လေးကတော့ဒီမှာနေပြီးဆုံးလို့သွားခဲ့ပါပြီအစောဒီနာဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်ဗျကျွန်တော်တင်ဆက်သူမာနဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တင်ဆက်မှုလေးမှာမိတ်ဆွေတို့ဘဝင်မကြတာလေးများရှိကြရင်လည်းကြော်ပြရေးတစ်ခုအနေနဲ့သာချွမြင်ကြဖို့အတွက်မေတ္တာရက်ခံလိုက်ပါတယ်ဗျအခုလိုဗီဒီယိုလေးတွေကိုနားဆင်ရအကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe နဲ့အသက်တွေတင်နိုင်သိရအောင်လေဘိနာ notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားကြရဖို့အတွက်မေတ္တာရက်ခံလိုက်ပါတယ်အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်ဇလန်လေးကိုဒီမှာတင်အဆုံးသတ်လိုက်ပါတယ်ဗျ